အားလုံးပဲမင်္ဂလာပါရှင်ကို့မှာရှိတဲ့ရွှေတဲ့ပစ္စည်းလေးတွေကအခုလက်ရှိပေါက်ဈေးနဲ့ဘယ်လောက်ရမလဲဆိုတာသိချင်ရင်ဟောဒီဗီဒီယိုလေးကိုစုံအောင်နားထောင်ပေးကြပါရှင်ဖော်မြူလာလည်းမလိုဘူးဘာမှမလိုဘူးဖုန်းလေးတစ်လုံးပဲလိုပါတယ်အဲ့ဒီဖုန်းထဲမှာဘာ application လဲရှိလဲဆိုတော့ခါကြတော့ဒီမှာ gold calculator လို့ခေါ်ပါတယ် sorry ပါဒီအရာလေးနဲ့ဒေါ်လာဆိုင်းလေးနဲ့နော် gold CALC အဲ့ဒီ calculator လေးပဲလိုပါတယ်ဒါလေးကိုဖုန်းထဲမှာ download လုပ်လိုက်ပါ download လုပ်ပြီးသွားရင်ကို့မှာရှိတဲ့အထည်လေးရဲ့အလေးချိန်ကိုထည့်လိုက်တာနဲ့သူကဒီတန်ဖိုးဘယ်လောက်ရှိလဲဆိုတာကိုတွက်ပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့လို့ရွှေဈေးကိုတော့ကိုကသိရမယ်နော်ရွှေဈေးသိဖို့ဆိုရင်လွယ်လွယ်လေးနော်ဟိုတလောကပြောပြထားပါတယ်အဲ့ဒီရွှေဈေးကိုအမြဲတမ်းဖော်ပြနေတဲ့အနီးဆက်ဆုံးဖော်ပြပေးနေတဲ့ application ရှိပါတယ်အဲ့ဒီ application ရဲ့နာမည်ကမြန်မာ marketplace application ကမြန်မာ marketplace အဲ့ရလေးကဒီ application လေးဒီမှာသွားပြီးတော့နှိပ်လိုက်မယ်ဆိုရင်သူကခန့်မှန်းချေအနည်းဆက်ဆုံး16ပဲရေစီ15ပဲရေစီကိုပြပေးပါတယ်အဲ့တော့အဲ့ဒီဈေးကိုလည်းသိပြီးဆိုလို့ရှိရင်စောစောက Go calculator လေးကိုဖွင့်လိုက်ပါ Go calculator လေးမှာအောက်ကိုဆင်းကြည့်လိုက်ရင်ကျက်ပဲရွေးဆိုပြီးတော့3ခုပါပါတယ်ကြက်ပဲရွေးဆိုပြီး3ခုပါပါတယ်အဲ့တော့ကိုရဲ့ရွှေတယ်မှာ voucher ရှိတယ်မှတ်လားအဲ့ဒီ voucher လေးကိုကြည့်လိုက်အဲ့ဒီ voucher မှာဘယ်လိုရေးထားလဲဆိုတာကြည့်လိုက်အဲ့တော့ဥမာအဲ့ဒီကောင်က9ပဲရွေးတယ်ဆိုရင်9ပဲနောက်ရွေးက2ရွေးဆိုလို့ရှိရင်အပေါ်မှာ9အောက်မှာ2အဲ့တော့ရွေးရဲ့အနောက်မှာ point ပါနေသေးရဆိုလို့ရှိရင်လဲ point 2.2 ဆိုရင် point 2.2 ထည့်လိုက်ပါထည့်ပြီးသွားတာနဲ့အောက်မှာဆက်ဆွဲလိုက် gold price ဆိုတဲ့ဟာလေးပါတယ်အဲ့ဒီ gold price ဆိုတဲ့နေရာမှာဥပမာပေါ့နော်အခု15ပဲရေပေါက်ဈေးက58သိန်းဆိုပါတော့58သိန်းလို့ရိုက်ထည့်လိုက်ပြီဆိုတာနဲ့သူကဟောဒီအောင်ဆုံးမှာ total price ဆိုပြီးတော့ကိုယ့်ရဲ့လက်ရှိအထက်တန်ဖိုးလေးကိုပြသပေးမှာဖြစ်ပါတယ်ဈေးနှုန်းကတော့ကိုသွားရောင်းမဲ့ဆိုင်မှာတေချာလေးမေးကြည့်ပါရောင်းဈေးဝယ်ဈေးအများကြီးမခွာတဲ့ဆိုင်မှာရောင်းကြပါနောက်ပြီးတော့ DMMP ရဲ့ဈေးနှုန်းကလည်းခံမှန်းဈေးနှုန်းပဲဖြစ်ပါတယ်ဈေးကွက်မှာပေါက်နေတဲ့ဈေးအတိအကျတော့မရပါဘူးရှင်အဲ့ဒီတော့ကိုကဒီဆိုင်ကဝယ်လို့ဒီဆိုင်မှာပဲပြန်ရောင်းရမယ်လို့မဟုတ်ပါဘူးကိုကအဲ့ဒီဆိုင်မှာရောင်းရင်ဘယ်လောက်ရမလဲအရင်မေးပါပြီးရင်အပြင်ထည်တွေဝယ်တဲ့တခြားဆိုင်မှာလည်းမေးပါမေးပြီးတော့နှစ်ခုရှင်းကြည့်ပြီးတော့မှကို့အတွက်များရမဲ့ဆိုင်မှာပဲသွားရောင်းပါလို့အကြံပြုပေးလိုက်ပါရရှင်ဒီဗီဒီယိုလေးကြောင့်ကို့အတွက်ဘူးတူတာရသွားတယ်ဆိုရင်အပေါင်းလေးနှိပ်ခဲ့ပေးပါရှင် Eco Collection ကအများကြီးကျေးဇူးတင်ပါတယ်